န်းအသစ်နဲ့လည်းရမယ်ပြုံးတွေမျိုးလေကောင်ကြီးမှလည်းနေရမယ်ပေကျဲကမျက်နှာစာ40အနောက်ကို60ရှိတယ်အာစီတစ်ထက်အိမ်ကလေးနဲ့မိတ်ဆက်ပေးမယ်နော်ဒီအိမ်လေးကရက်ွက်ကြီးတစ်စီလန်ထဲမှာရှိတယ်ဒီအိမ်လေးကိုလာမယ်ဆိုရင်တော့မန္တလေးလက်ရှိုးလမ်းမကြီးကနေ MMHK စီဆိုင်ပေးလမ်းကြားနေလဲဝင်လို့ရတယ်လို့ဘူတာလန်ဘက်ကနေလဲဝင်လို့ရမယ်အနီးဆက်ဆုံးအာရောချန်ဆေးရုံနာကနေလဲဝင်လို့ရမယ်ရှင်မြို့ပတ်လန်ကနေလာမယ်ဆိုရင်စိတ်မန်းပြလန်ကနေလဲလာလို့ရပါတယ်ရှင်ဒီရဲ့အရှိမဆိုရင်လဲကားပါကင်ဧရိယာတော်တော်ကျဲတာကိုတွေ့ရတယ်တသက်ရဲရဲနဲ့ထိုးမယ်ဆိုရင်ကား3စီးလောက်ကိုနော်တေးသေးချာချာလေးထိုးရတော့အာစီတစ်ထက်ထိုက်လေးဖြစ်တယ်အိမ်ထဲမှာဖွဲ့စည်းထားတာအခန်း3ခန်းဧကန်ဖျားခန်းနဲ့ရေချိုးခန်းအိမ်သာတွဲရဲ2ခန်းပါတယ်ရီးဖို့ကြောင့် kitchen ပါမယ်နော်အဲ့ဒါဆိုရင်အိမ်လေးတွေကိုသွားကြည့်ကြရအောင်ဒါလေးကတော့ဧကန်လေးဖြစ်တယ်နော်ဧကန်ဧရိယာလေးကလည်းတော်တော်ကြဲကြဲလေးရှိတယ်ဧကန်ထဲမှာအခန်းလေး2ခန်းပါမယ်နော်ဒါကတော့ပထမအခန်းလေးဒီကပထမဒါရှေ့ခန်းလေးပေါ့နော်ဒီခန်းလေးထဲမှာ10ပေဒီခန်းလေးက10ပေပတ်လည်ကျဲတာတွေ့ရဒါလေးကဒုတိယမြောက်အခန်းလေးဒီဟာနဲ့ကက်ရက်မှာဆိုရင်လေဒီခန်းလေးကတော့ဟိုဘက်ခန်းထက်ဆိုင်ရင်နည်းနည်းလေးကျဲတာတွေ့ရတယ်15ပေပတ်လည်လောက်ရှိတယ်အိမ်ရဲ့ဗရင်းပေါက်တိုင်းမှာလည်းလုံခြုံရေးတန်ပန်းနေအကုန်လုံးကိုတက်ထားပေးတာတွေ့ရတယ်ဒီရဲ့မိဖို့ခန်းလေးကတော်တော်ကျဲတာလေးတွေ့ရတယ်မိဖို့ခန်းရဲ့ဒီဘက်ထဲမှာဆိုရင်လေအခန်းလေးတစ်ခန်းပါမိတ်ရုံးလုပ်လို့ရတယ်ပေါ့နော်အိမ်မော်တွေထားလို့ရမယ်ဒီက kitchen လေး kitchen ရဲ့ဘေးနားမှာ dining room လေးရှိမယ်ရေချိုးခန်းအိမ်သာဘုံအိမ်သာလေးနှလုံးပါတာဒါလေးကဒီအိမ်ရဲ့နောက်ဖေး area လေးဖြစ်တယ်ဒီနောက်ဖေးမှာဆိုရင် solar တွေနဲ့ရေဝူရေးစနစ်တွေကိုလည်းတက်ဆင်ပြီးဒါလေးကတော့ ground တန်လေးဒီအိမ်လေးရဲ့ဖွဲ့စည်းပုံကတော့ဘိုးတို့ကအများကြီးတော့ပြောစရာမရှိဘူးဒါပေမဲ့ဒီအိမ်လေးရဲ့အားသာချက်ကဘာလဲဆိုရင်ပြည်ဦးနေရဲ့မြို့လေကောင်ကြီးမှာလည်းတည်ရှိတယ်ရက်ွက်ကြီးတင်မြို့ဟောင်း area ထဲမှာလည်းပါတယ်ပြီးတော့အိမ်လေးကဂရန်တက်တန်းအသစ်နဲ့လည်းရမယ်အဲ့ဒါကိုပိုင်ရှင်က3500ညှိနှိုင်းနဲ့ဈေးဖွင့်ထားပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားလို့လာကြည့်ခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ဖူးတို့ရဲ့ Dream House မှာလာပြီးတော့ဆက်သွယ်စုံစမ်းပြီးတော့ဝယ်ရောက်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်